Guten Abend ဒီဗီဒီယိုမှာတော့အမတို့ verb နဲ့ adjective တွေနဲ့ပေါင်းပြီးတော့စာကြောင်းတည်ဆောက်တဲ့ပုံလေးကိုလေ့လာမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံး Richard is flexible ဒီမှာ x ဆိုတာဒီအမတို့ verb sign အင်္ဂလိပ်လိုဆိုတော့အမတို့ verb to be နဲ့တူပါတယ်။ flexible ဆိုတာ adjective စူးစမ်းတာကိုဆိုလိုတာဆိုတော့ Richard is flexible Richard ကစူးစမ်းတယ်အာဘာဆိုတာကျတော့ bet ဒါပေမဲ့သူက x lengthen ဆိုတာနှိကွေးတယ် Richard ကစူးစမ်းတယ်ဒါပေမဲ့သူကနှိကွေးတယ်တဲ့ the antwort is fast the antwort ဆိုတာကအဖြေဒီအဖြေက fast ဆိုတာဒီမှားတာကိုပြောတာဒီအဖြေကမှားတယ်နောက်တစ်ခု the antwort is richtig ဆိုတာကျတော့မှန်တယ်ဒီအဖြေကမှန်ပါတယ် the frage is good frage ဆိုတာဒီမေးခွန်းဒီမေးခွန်းက good ဆိုတာဒီကောင်းသောဒီမေးခွန်းကကောင်းပါတယ်တဲ့နောက်ဒီဘက်မှာ der Schüler arbeitet flexibel der Schüler ကျောင်းသားက arbeitet ဆိုတာဒီ to work အလုပ်လုပ်တာ flexibel ကြိုးစားစားနဲ့အလုပ်လုပ်တယ် on ဆိုတာဒီ and နဲ့တူပါတယ်သူက lent သင်ယူတယ် lesson ဖြည်းဖြည်းပဲသင်ယူတယ်ကျောင်းသားကကြိုးစားစားနဲ့အလုပ်လုပ်တယ်ပြီးတော့သူကဖြည်းဖြည်းပဲသင်ယူတယ်နောက် Peter antwortet auf falsch antwortet ဆိုတာကျတော့ဖြေတာ of ဆိုတာဒီအမတို့မကြာခဏနော် often နဲ့တူတာပေါ့ falsch ဆိုတာဒီအမှား Peter ကမကြာခဏအမှားတွေဖြေတယ်တဲ့နောက်တစ်ခုက Richard antwortet nicht immer richtig Richard ကဖြေတယ် nicht ဆိုတာဒီ negative အငြင်း immer ဆိုတာက always အမြဲတမ်း richtig အမှန်ဆိုတော့အမြဲတမ်းအမှန်လေးဖြေတယ်ဒီမှာ nicht အငြင်းဆိုတော့ Richard ကအမြဲအမှန်လေးမဖြေဘူးတဲ့ဆိုတော့အမှားတွေဖြေတယ်ပေါ့ Herr Müller fragt ဆိုတာမေးတယ် good ကောင်းမေးတယ်ဒီလိုဆိုလိုတာပေါ့နော်ဆိုတော့အမတို့အဲ့တော့ဒီဘက်မှာသူကသုံးသွားတာတွေကဒီဘက်မှာဆိုလို့ရှိရင်တော့ဒါ verb sign နေနဲ့သုံးသွားတာ verb sign တွေကိုအမတို့က adjective တွေနဲ့ပေါင်းသွားတာပေါ့နော်နောက်ဒီဘက်မှာကျတော့အမတို့ကဒါ regular verb တွေနဲ့ adjective တွေပေါင်းပြီးတော့ဒါစာကြောင်းတည်ဆောက်သွားတာပေါ့နော်ဆိုတော့ကိုရောအပြင်မှာကိုသိနေတဲ့ adjective တွေပေါ့နော်ဘာတွေရှိလဲပေါ့အဲ့ adjective တွေကိုအမတို့ကဒီ verb sign နဲ့တွဲပြီးတော့အမတို့စာကြောင်းတည်ဆောက်ကြည့်လို့ရတယ်နောက်ဒီဘက်မှာregular verb တွေနဲ့ပေါ့နော် verb တွေနဲ့အမတို့တွဲပြီးတော့စာကြောင်းတွေတည်ဆောက်လို့ရပါတယ်ဆိုတော့အမဒီနေ့ဒီ video လေးမှာအမတို့လေ့လာလိုက်တာက verb နဲ့ adjective တွေနဲ့ပေါင်းပြီးတော့အမတို့စာကြောင်းတည်ဆောက်တဲ့ပုံစံကိုလေ့လာသွားတာပဲဖြစ်ပါတယ် Danke Tschüss bis morgen